အားလုံးပဲမင်္ဂလာပါ Oscar Photography နဲ့ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ Canon EOS R6 Mark III ကျွန်တော်တို့ထင်မှာရောက်နေပါပြီကျွန်တော်တို့ဒီနေ့ R6 Mark III အကြောင်းလေးနည်းနည်းပြောလိုက်ရအောင်ဒီဗီဒီယိုလေးမစခင်မှာဦးပြကျွန်တော်ရေဆုံးပြောချင်တဲ့ဥစ္စာကျွန်တော်Canon မြန်မာ Golden Rock ပေါ့နော် Canon မြန်မာကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဒီပထမ EOS R6 Mark III unboxing ပေါ့နော်အသစ်ဆက်တုံးကျွန်တော်ပေးပြီးတော့စမ်းသပ်ခွင့်သုံးပြုခွင့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် Canon မြန်မာ Golden Rock ကမြန်မာနိုင်ငံရဲ့ Canon authorized ပစ္စည်းတွေကိုဒီ distribute လုပ်နေတဲ့တခုရောသောကုမ္ပဏီဖြစ်ပါတယ် Canon camera နဲ့ပတ်သက်တဲ့ service တွေလည်းရှိပြီးတော့ Canon camera နဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးမဆောင်ပေးနိုင်တဲ့နေရာလေးဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့စပြောမယ်ဆိုလို့ရှိရင် body impression နဲ့စပြောမယ်ပေါ့နော် body impression နဲ့စပြောမယ်ဆိုလို့ရှိရင်ကျွန်တော် Canon EOS R6 Mark III ကကျွန်တော်တို့သူ့ရဲ့ဒီဟာ center ပေါ့ဒီ center ပေါ့ကျွန်တော်တို့ Canon မှာ EOS line up တွေမှာကျွန်တော်တို့အရင်တော့ 6D 5D စသဖြင့်ရှိတယ်လို့မျိုးနံပါတ်တွေရှိတယ်မျိုး mirrorless ဆိုရောက်လာတဲ့အချိန်မှာလည်းသူက R နဲ့ရှိရတယ် R နဲ့ပေါ့နော် R6 R5 စသဖြင့်ကျွန်တော်ရှိရပေါ့နော် R5 Mark II ထွက်ပြီးတော့ဒီ R6 Mark III ပေါ့နော် R5 Mark II ရဲ့ဒီဘက်ပြောမယ်ဆိုလို့ရှိရင် body ရဲ့ဒီစပုံနဲ့ဆိုလို့ရှိရင် R5 Mark II ဆိုနည်းနည်းလေးကွာရှိရဲကျွန်တော်ပြောလို့ရှိရင်ပုံလေးနဲ့ပုံရှင်းကြအောင်အဓိကကွာတော့ top panel ပေါ့နော် top panel မှာ info display screen လေးမပါဘူး R6 Mark II Mark III ကကြောင့်ဒီအရင်တိုင်းပဲ cloud တွေနဲ့ပြည့်နေအောင်တိစောက်ထားပေါ့နော်ဒီ manual dial shutter dial record button ဒီမှာ shutter button aperture button စသဖြင့်ဟိုဒီမှာ record capture button ပေါ့နော်အဲ့ဒီဟာနဲ့သူကတိစောက်ထားပြီးတော့သူ့အတွက်ဒီနေရာတစ်ခုတက် LED display တော့ဒီမှာ display screen ပဲဆိုပါတော့เนาะ info display screen တော့နေရာတစ်ခုပေးထားမှရှိဘူးဒါကတော့သူ့ရဲ့တည်တာထူးခြားချက်ပဲဖြစ်မယ်တို့ Canon ရဲ့ဒီ line up တွေမှာကျွန်တော်တို့ဒီဟို body ဒီစောက်ပုံပေါ့เนาะကျွန်တော် EOS ဟို series ဒီ 60 5D အဲ့တော့ဒီမှာ DSLR series တော့ဆိုလို့ရှိရင်အပေါ်ဒီစောက်ပုံပြီးတော့အခုဆိုလို့ရှိရင်mirrorless ပေါ့เนาะ R6 R5 တို့ရဲ့ဒီ body ဒီစောက်ပုံတွေကတော့ထူးထူးခြားကွဲပြားတယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ့ဒါဘာလဲဆိုတဲ့အခါကျတော့အပေါ် panel မှာ info display screen လေးမပါဘူး R6 Mark III မှာဒီ R6 ကအယူ R6 ကနေစလိုက်တာ R6 Mark II ခုဆို Mark III အထိကိုဒီအပေါ်မှာ info display screen လေးမပါသေးဘူးပေါ့နော်အဲ့ဒါတော့သူ့ရဲ့ထူးခြားချက်လို့ပြောမှာပေါ့နော်တမင်မထည့်ပြရတဲ့ဖြစ်နိုင်တယ်သူက line နဲ့တစ်ဆင့် short ထားပုံစံမျိုး Canon, delighting you always.